မင်္ဂလာပါဗျာဒီနေ့ကျွန်တော်ပြောပြပေးပါတော့ Oral မှာမေးကြတယ်ဗျာ Anchor Watch မှာဘာတွေလုပ်လဲပေါ့နော် Oral မေးခွန်း General Knowledge တွေနဲ့ပါသူက GSK ပေါ့ GSK မေးခွန်းပေါ့နော်ကျွန်တော်တို့ rule တွေပါပြီးသွားတယ် situation တွေပြီးသွားရင်နောက်ဆုံးမေးခွန်းမှာပေါ့နော် General Knowledge မှာမေးနေကြတယ်မင်း Anchor Watch မှာ main duty မှာဘာတွေလုပ်ကြမလဲပေါ့နော်ဘယ်မှာတော့ဘာတွေလုပ်မလဲဆိုရင်တော့ကျွန်တော်တို့ကမိသမောရဲ့ anchor position ပေါ့နော်ဒီလိုကြည့်မယ်တော့ကျွန်တော်တို့အိမ်မှာနောက်ပြီးတော့ပါကြည့်မယ်ဆိုတော့VRN range ပေါ့နော် variable range ပါကနောက်ပြီးတော့ EB ရပေါ့နော် electronic bearing line ပေါ့နော်အဲ့တစ်ခုရဲ့စုံမပေါ့ကျွန်တော်ယူထားတာကတော့ဒါတော့ရှိုးရဲ့ jetty ရဲ့ပေါ့နော်တောင်လေးကိုယူထားတာဗျဒါသင်္ဘောတစ်စီးရက်နေပေါ့နော်ကျွန်တော်တို့ရဲ့ starboard quarter မှာရှိရဗျဒါကြီးက radar မှာပြတာပေါ့ edit မှာလည်းကြည့်လို့ရပါတယ် edit မှာတော့ကျွန်တော်တို့က map ပုံစံလေးနဲ့မြင်ရတာပေါ့နော် electronic jet ဆိုတော့ဒီမှာဒီကျွန်တော် angle လေးတောင်လေးကိုယူထားတာပါဒါ VRN ring လို့ခေါ်တော့နော်မေး VRN ring ကဘာလဲกว่าဆိုတော့မျိုးကမေးတတ်ပါဒါကြီးကဘာလဲဆိုတော့ဒါ bearing line မှာဆရာ transit bearing line လို့ခေါ်တယ်ပေါ့နော် transit bearing line ကကြောက်ဆိုဒီ angle တစ်ခုနဲ့ဂျားထဲမှာတစ်ခုတစ်ဖြတ်ကိုနော် target နှစ်ခုကိုထောက်ပြီးပေါ့နော် position တစ်ခုကိုထောက်ပြီးတစ်ဖြောင်းနဲ့ဆွဲရတာပေါ့နော်ဒါက transit bearing line လို့ခေါ်တာပေါ့ဒါတော့ကျွန်တော်တို့တစ်ခုပဲထောက်ထားရပြဒီမှာတစ်ခုရှိကြဆိုရင်တော့တစ်ဖြောင်းနဲ့ဆွဲလိုက်ရင် transit bearing line ဖြစ်သွားတယ်အဲ့ဒါကကျွန်တော်သင်္ဘောရဲ့ဟိုအောင်ပြောတာပေါ့နော်anchor position ရတဲ့ဟိုအောင်ပေါ့နော်ယူတာအောင်ပြောတာပေါ့သင်္ဘော position ကတော့ကျွန်တော်တို့ကရွေးနေမှာပဲဗျရွေးနေမှာပဲနော်သင်္ဘောကကြောက်လေပေါ့ဒီကတော့ anchor ရဲ့ဟိုပေါ့နော်ဘယ်လိုကောင်းလဲanchor ရဲ့ဘယ်လိုပြောမလဲကြောက်ရွှေ့တဲ့လမ်းကြောင်းပေါ့နော် anchor way ပေါ့နော်ကြောက်ရွှေ့ကြမို့သင်္ဘောရွှေ့တဲ့လမ်းပေါ့နော် anchor way လို့ခေါ်တာပေါ့ဒါကျွန်တော်ရဲ့အသုံးလုံးပါဒါပဲ maritime မှာတော့သူ့အသုံးလုံးတော့ရှိပါပေါ့နော်ကြောက်တဲ့နေရာမှာကျွန်တော်တို့သူတို့ depth ကိုလည်းကြည့်ရတယ်ပေါ့နော် depth ရေစုပေါ်မိသမောရဲ့ maximum depth ပေါ့နော်maximum depth ဘယ်လောက်ရှိတယ်ငါတို့ကြောက်မဲ့နေရာကရေနဲ့ဘယ်လောက်လဲပေါ့နော်ဒါလေးတွေကကျွန်တော်တို့ control line တွေမှာပြတယ် A7 တို့17တို့ဒီသားလေးမှာလို့ရှိရတော့ 14.7 ပေါ့နော်47ဆို14.7 depth ရှိတယ်မိသမောက 12.80 meter ဆိုရင်တော့ drag အလောက်ရှိရဆိုရင်တော့ရေစုကများမှရမယ်နော်အကြောင်းဆိုင်ရင်ကျွန်တော်တို့ကရေနဲ့ပါကြည့်ရမယ်အရှိမတော့ကျွန်တော် anchor station ပေါ့ anchor station မှာဆိုရင်တော့ကျွန်တော်တို့ပါကြည့်ရမယ်ဆိုတော့ပြောတဲ့ chain leading ပေါ့ anchor chain leading က long stay တာ short stay တာဒါပုံမှန်တိုင်းမှာပဲဗျနော်ဟိုအကြောင်းမျိုးဘယ်လိုသိမလဲဆိုတော့ကျွန်တော်တို့ကဒီပေါ့နော် bearing line ကနေကျွန်တော်ထောက်ထားတဲ့ BRN နဲ့ EPL line နဲ့ထောက်ထားနေရတယ်ရွေ့လာပြီပေါ့နော် extend ဘက်ကိုရွေ့လာနောက်ဘက်ကိုရွေ့လာဆိုတော့ဒါဘာဖြစ်လဲဆိုတော့ဒီမောမျိုးကြောက်မျိုးနေပြီဆိုတော့သိနိုင်တယ်ဒီမှာကျွန်တော် speed ကိုကြည့်ချင်းအားဖြင့် speed မှာလည်း2မျိုးရှိရပြတာ speed overground နဲ့ဘောကတော့ speed to the water ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က minus ပြနေပြီပေါ့နော် minus ပြပြီဆိုတော့ကတော့ဒီသမောက extend ကိုရွေ့နေပြီဆိုတော့ပြရပါဘူးနော်ဘေးတိုင်းရွေ့ရလည်းရှိရပြနော်ဘေးတိုင်းရွေ့ရလည်းရှိရအားကြရင်မှားတယ်လေဘေးတိုင်းရွေ့ရဒီမှာ factor မထွက်သေးဘူးเนาะ factor ကတော့ point ပဲ0ပဲရှိတယ် factor မထွက်ဘူးเนาะ speed ကဒီလိုခါကျရင် AC current တွေရှိတဲ့ခါကျရင်ကျွန်တော်တို့ကဒီဘေးမှာ factor လေးပေါ့เนาะ factor လေးထွက်တယ်1တော့ဆိုရင်တော့မြားလေးနေပြရပါတော့ဒီမှာတော့မထွက်ဘူး speed က0ပေါ့เนาะဒါကျွန်တော် general knowledge နဲ့ပြောတော့မှတခြား memory တိုင်းအသုံးအနှုန်းတွေဟိုရှိရပါတော့ဒါပေမဲ့ကျွန်တော်က oral မေးခွန်းကိုပဲဦးစားပေးပြီးရှင်းပြရပါတော့ရှိမယ်ပြီးတော့သူတို့ပြောရဲပေါ့နော်ဘေးနားကဖြတ်သွားတဲ့ passing vessel တွေကငါတို့ရဲ့ရှေ့ရနေဖြတ်တာနောက်ကရှေ့ရဖြတ်ဆိုကျွန်တော်ကြောက်တူးရှိရကြောက်တူးညိပဲပြောတော့ anchor vessel ရဲ့ရှေ့မှာဆိုသင်္ဘောတွေဖြတ်ရင်အနည်းဆုံးကတ်မဖြစ်ရဘူးအဲ့ဒါကိုသိချထားမယ်ပြီးတော့ကျွန်တော်တို့ရဲ့ anchor watch alarm တင်တာရှိရအားလေးပြမယ်နော် anchor watch alarm တင်တာဒီတောင်းမှရှိတယ်ဒါလीနော်ဒီမှာ anchor watch လာပါတော့ 0.24 ပေါ့နော်2K ပဲကြော်နေလို့ဗျာ
ဒီနာလေးဒီမှာကမြင်ရတော့ anchor position ဗျ။ကြောက်ရဲ့ position ကိုပြောတော့နော်ဒါတင်မော position မဟုတ်ပါဘူးဗျ။ anchor watch နဲ့တင်နိုင် anchor watch တွေမှာကျွန်တော်အနည်းဆုံးနေရာတွေမှာသူတွေကြောက်လာကြတယ်ပေါ့ဒီ circle ထဲမှာတင်မောကြောက်နေအနည်းဆုံးလာကြရင်အကုန်လုံးညှိကုန်ပဲပေါ့နော် anchor wheel နဲ့ညှိပြီးတော့ကျွန်တော် collision တွေဖြစ်နိုင်တယ်ပေါ့နော်တင်မော navigate လုံးမှာပို့ပဲနဲ့ကျွန်တော်ကြောက်ချရင်လည်း collision ဖြစ်နိုင်ပါတယ်ဗျကြောက်ချရင်လည်းပေါ့နော်ကျွန်တော်တင်မောမျောရင်မျောချတင်မောမျောရင်လည်းကျွန်တော်တို့ကစောင့်ကြည့်နေအောင် watch လုပ်နေရမယ် VHS standby ရှိတယ်ပေါ့နော် VHS standby ပြောနေVHS ကနေစောင့်ရမယ် VHS စောင့်အောင်ဆိုပါလဲဆိုတော့ channel 16ဒါတော့ပုံမှန်ပြီးသားတဲ့ channel ပေါ့နော်ပြီးတော့နောက်ပါပြီးသားလဲဆိုတို့ရဲ့စိတ်ကဲ VDS ပေါ့ဗျာ VDS ဖြစ်နိုင်တဲ့ pilot station ဖြစ်နိုင်တယ်အဲ့ဒီရဲ့ channel ကိုကျွန်တော်တို့က standby ပေါ့နော် watch ယူတရား video watch လို့လည်းခေါ်တာပေါ့နော်မြင်သမျှကြားသမျှပေါ့ all available means ပေါ့နော်ဒါ roof file နဲ့ပါပြီးသွားပြန်ချိတ်တာပေါ့ခုနကျွန်တော်ရှင်းပြနေတဲ့ radar တွေ edit တွေကကျွန်တော်တို့ roof 7နဲ့ပေါ့နော် radar ပေါ့နော် radar တော့အမှပါတယ် edit တွေပေါ့အဲ့ဒါလေးနဲ့ကျွန်တော်တို့က anchor ကို watch လုပ်တယ်ပေါ့မိမိ duty ပါပေါ့နော်ပြီးတခါကျကျွန်တော် night order ပေါ့ night order ဒီမှာ capital E ပါခဲ့တာတွေကျွန်တော်တို့က duty မှာ handover လုပ်ရတယ်ဒါလေးလည်းပါတယ်ပေါ့နော်ဟိုပါပေါ့ကိုက order ဖြစ်တဲ့ကောင်ပို့ပြီးတော့ data လေးတွေစုံတော့ဗျာ examiner ကသဘောကျတာပေါ့နော် examiner ကသဘောကျတော့ပြည့်စုံလေးဖြစ်ပြီးတော့ master night order မှာဖတ်မယ်ဘာကြီး market လေးပေါ့နော်ဒါလေးကြီးပိုင်း market လေးငါ handover လုပ်ရင်ကိုကတက်မိဆိုရင် second mid ကိုဘာကြီးမှာမလဲဆိုတော့ master night order ကိုဒီစားဖတ်ပါမယ်နော်အဲ့ဒါကြီးဖတ်မယ်ဒါကတော့ duty handover ပါကျွန်တော်ထည့်ပြပါပါနော် anchor watch မှာပြီးတော့ဘာကြီးကြည့်ရမလဲဆိုတော့ anchor light တွေတင်းရလားဗောနော်အခု anchor light တာထွန်လာပြီး anchor light တွေတင်းရလားကောင်းရလားအဲ့ချက်ပဲနော် navigation light ပေါ့ anchor light ဆို navigation light မှာပါသွားတော့ the more depth echo sound ချက်မယ် okay လားအလားမမြည်ဘူး depth လို့တယ်ရတယ် okay နော်6မျိုးနေပြီးတော့တခါလဲကမ်းပေါ်တင်သွားတာလည်းဖြစ်နိုင်တယ်ဗျာနော်ဘာမှယုံလို့မရဘူးရာသီဥတုကိုလည်းချက်နေရတယ်ဝယ်တောက်ကိုလည်းချက်နေရတယ်ပေါ့ဒါတော့ကျွန်တော်တို့ဟိုပါပေါ့MSHF ပေါ့ data တွေပေါ့ weather report တွေလာတယ်အဲ့မှလည်းကြည့်လို့ရတယ်နောက်ဟိုမှာလည်းကြည့်လို့ရတယ်ကျွန်တော်တို့နောက်ထပ်မှာကြည့်လို့ရတယ်နော်နောက်ထပ်မှာကျွန်တော်တို့က24နာရီ local ပဲဖြစ်ဖြစ်ကျွန်တော် internet တော့ပို့တယ်နော်490ကလည်းပို့တယ်ဗျဒါ local ချိန်တာရာစုချိန်တွေကိုလည်းကြည့်နေရမယ်ကျွန်တော် watch မှာတော့အများကြီးပေါ့ဗျာဒီထက်လည်းတချို့ပို့ပြည့်စုံတဲ့ data တွေလည်းရှိရပါဗျာနော်ဒါတော့ကျွန်တော်ကတော့ general knowledge နဲ့ရှင်းပြပြီးတာပါနောက်ဆုံးပိတ်နေတယ်တော့ကျွန်တော်တို့ oral general မှာဖြစ်ရမှာဆိုရင်တောက်ဖြစ်နေရမယ်ရုပ်တည်ရှိရမယ်ပေါ့ဗျာကိုပြောတာတွေကကိုတာဝန်ယူရမှာပြောတာတွေကဟိုပါမျိုးပေါ့ MBC ပြင်းနဲ့မကြီးကြတွေရှောက်ပြောနေတယ်ကျွန်တော်တို့အမှတ်ရမှာမဟုတ်ပါဘူးပြီးတဲ့ခါကျရင်လည်းစဉ်းစားဆုံးဖြတ်နိုင်တယ်ပေါ့နော်decision ချနိုင်တဲ့မချနိုင်ဘူးလားဆိုတော့ examiner ကကျွန်တော်တို့ကိုဆုံးဖြတ်ပေးကြပါကျွန်တော်တို့ brother တွေအားလုံး oral မှာအောင်မြင်စွာချုံးမိစွာဖြည့်ဆို့နိုင်ကြပါသည် thank you ပါဗျာ